မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသည့်နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မထိတွေ့နိုင်သောဆိုတဲ့ကောင်းစဉ်နဲ့မာကုအခန်းကြီး1အငယ်40ကနေ42ကိုဆင်ခြင်သွားခြင်းပါတယ်နူနာဆွဲသောသူတစ်ယောက်သည်အထံတော်သို့လာ၍ဒူးထောက်လျက်ကိုတော်အလိုရှိလျင်ကျွန်တော်ကိုတန်ရှင်းစေနိုင်တော်မူသည်ဟုတောင်းပန်လေ၏ယေရှုသည်တနာသောစိတ်ရှိသဖြင့်လက်တော်ကိုဆန့်၍ထိုသူကိုတို့လျင်ငါအလိုရှိ၏တန်ရှင်းခြင်းသို့ရောက်စေဟုမိန့်တော်မူ၏ထိုသို့မိန့်တော်မူသည့်ခဏချင်းတွင်နူနာပြောက်၍တန်ရှင်းခြင်းသို့ရောက်လေ၏ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်မှာသခင်ယေရှုခရစ်တော်ရဲ့ဓမ္မအမှုတော်အကြောင်းများစွာကိုဖော်ပြတဲ့အစွမ်းထက်တဲ့အခိုက်အတန့်တစ်ခုကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ဂျူးလူမျိုးတွေရဲ့တမိုင်းအခြေအနေကိုမိမောင်းထိုးပြီးတော့ဒီနေ့မထိတွေ့နိုင်သောဆိုတဲ့ခေါင်းစဉ်နဲ့ဆင်ခြင်သွားခြင်းနဲ့ရှေးခေတ်ဂျူးလူအဖွဲ့အစည်းမှာနူနာဆွဲခြင်းဟာရုပ်ပိုင်းဆိုင်ရာယောဂတဲ့ကျော်လွန်တဲ့ကြီးမားတဲ့ယောဂဖြစ်တယ်ကျွန်တော်တို့ဝိပ္ပယကျမ်းအခန်းကြီး73ရဲ့အခန်းကြီး14မှာနူနာဆွဲတဲ့သူတွေကိုထုံးတမ်းစင်လာအရာမတန်ရှင်းဘူးလို့ယူဆကြတယ်နူနာဆွဲတဲ့သူတွေဟာလူအတိုင်းအဝိုင်းပြင်ပမှာနေထိုင်ဖို့အတင်းအကျပ်စီခိုင်းခံရတယ်တွာလာနေတဲ့အခါတခြားသူတွေကြားအောင်မတန်ရှင်းဆိုပြီးတော့မှအော်ဟစ်ဖို့လည်းလိုအပ်တယ်ပုံမှန်ဘာသာရေးနဲ့လူမှုရေးဘဝတွေမှာပါဝင်နိုင်ခြင်းလည်းမရှိဘူးတခြားသူတွေနဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကိုလည်းတားမြစ်ထားတယ်ဒီလိုအချက်တွေကြောင့်နူနာဆွဲတဲ့သူရဲ့အထီးကျန်မှုဟာတကယ်ကိုပြင်းထန်ပါတယ်တာမန်လူတွေနဲ့ထိတွေ့မှုမရှိအတိုင်းအဝိုင်းမရှိပိုင်ဆိုင်မှုမရှိတဲ့ဘဝတွေဖြစ်တယ်အခုနူနာယောဂတဲ့ဟာသခင်ယေရှုခရစ်တော်နဲ့တွေ့ဆုံတဲ့အခါမှာသူဟာသခင်ယေရှုခရစ်တော်အနာကိုလာတဲ့အခါအံ့ဩစရာကောင်းတဲ့အရာကိုလှုပ်ဆောင်ခဲ့တယ်သူဟာသခင်ယေရှုခရစ်တော်ရဲ့ရှေ့မှာဒူးထောက်ပြီးတော့ကိုတော်အလိုတော်ရှိမယ်ဆိုရင်ကျွန်ုပ်ကိုတန်ရှင်းစေနိုင်တယ်ဆိုပြီးတော့ပြောဆိုလိုက်ပါတယ်နူနာတဲ့ပြောလိုက်တဲ့စကားကသခင်ယေရှုခရစ်တော်ရဲ့တကူတော်ကိုယုံကြည်နေခြင်းနဲ့သခင်ယေရှုခရစ်တော်ရဲ့အလိုတော်အပေါ်မှာမတိချာမှုနှမျိုးစလုံးကိုပြသနေပါတယ်သူကဒီလိုပြောလိုက်ပေမဲ့လည်းသခင်ယေရှုခရစ်တော်ကတော့ဂရုဏာတော်နဲ့တုံ့ပြန်ခဲ့ပါတယ်ဒီအထဲမှာကျွန်တော်တို့ဖတ်ရှုတဲ့အခါသခင်ယေရှုခရစ်တော်ကသူ့ကိုကုသပေးဖို့အတွက်အရင်ဆုံးဂိုင်တွယ်ထိတွေ့ခဲ့တယ်ဆိုတာကိုဖော်ပြထားပါတယ်ဒီနေရာမှာအသုံးပြုတဲ့ဂရိစကားလုံးဟာပွေ့ဖက်ခြင်းကိုညွှန်ပြနိုင်ပါတယ်ဒါကတော့ဂျူးလူမျိုးတွေရဲ့ယဉ်ကျေးမှုအရာအံ့ဩစရာကောင်းနေပါလိမ့်မယ်ဒီလူဟာသူ့ရဲ့အနုယောဂဖြစ်နေစဉ်ကာလအတွင်းမှာအရင်ဆုံးလူသားချင်းကိုယ်ခန္ဓာထိတွေ့မှုကြုံတွေ့ရခြင်းမျိုးဖြစ်နိုင်တယ်ဒါကကျွန်တော်တို့အတွက်လည်းဘယ်လိုအတိတ်ပဲရှိနေမလဲနူနာဆွဲနေတဲ့သူတွေလိုပဲကျွန်တော်တို့အများစုကမာယွင်းစွာပြုခဲ့တဲ့အရာတွေဒါမှမဟုတ်ကျွန်တော်တို့ဘဝမှာအပြစ်နဲ့ကြာရှုံးမှုတွေအားဖြင့်မထိတွေ့နိုင်တဲ့ခံစားရမှုမျိုးကိုခံစားရနိုင်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုကူညီဖို့တကူကြည့်တယ်လို့သိမှတ်နားလေခံစားရနိုင်ပေမဲ့လည်းကိုတော့အလိုရှိမလားဆိုတာကိုလည်းတွေးထင်နိုင်ပါတယ်ကိုရောရဲ့တုံ့ပြန်မှုကတော့ရှင်းပါတယ်ငါအလိုတော်ရှိ၏ဆိုတာပဲဖြစ်တယ်ကျွန်တော်တို့ရဲ့မတန်ရှင်းတဲ့အခြေအနေတွေမှာဘုရားသခင်ရဲ့မေတ္တာတော်ကကျွန်တော်တို့စီကိုရောက်ရှိကြောင်းပြသပါတယ်ကျွန်တော်ကိုယ်တိုင်ဥစွာတန်ရှင်းဖို့မလိုအပ်ပါဘူးရုပ်ပိုင်းဆိုင်ရာကုသမှုကတော့အံ့ဩဖွယ်အမှုဖြစ်ပေမဲ့လည်းထိတွေ့မှုကတော့ဂရုဏာမေတ္တာတရားနဲ့အတူလူထုံးတမ်းစင်လာယဉ်ကျေးမှုဓလေ့တွေကိုတော်လှန်ပြောင်းလဲလိုက်ခြင်းဖြစ်တယ်ထိတွေ့မှုကကျမရေးတာမကလူကုံတိတ်ခါနဲ့ချိတ်ဆက်မှုကိုပါပြန်ပြီးတော့မှရရှိစေပါတယ်ကျွန်တော်ဘလောက်ပဲအထီးကျန်ဆန်နေတယ်ဒါမှမဟုတ်မထိုက်တန်ဘူးလို့ခံစားနေရပါစေသခင်ယေရှုခရစ်တော်ကကျွန်တော်ဘုံဝကိုထိတွေ့ဖို့ဆန္ဒရှိပါတယ်ကျွန်တော်ကတန်ရှင်းမှုမရှိပေမဲ့လည်းသူ့ရဲ့ထိတွေ့ပွေ့ဖက်မှုမှာတော့သူ့ကိုမတန်မရှင်းမဖြစ်စေပါဘူးသူကကျွန်တော်တို့ကိုကုစားပေးနိုင်တဲ့ထိတွေ့နိုင်မှုအတွက်ကြီးလေးတဲ့အပြစ်ဒါမှမဟုတ်ရှက်ရွံ့မှုဆိုတာလည်းမရှိပါဘူးကျွန်တော်အနေနဲ့အပြစ်ကြောင့်ရှက်ရွံ့မှုကိုခံစားနေရသလားအပြစ်ကင်းတဲ့သူတွေကြားထဲမှာဝင်ရောက်ဖို့ခက်ခဲနေသလား
ဒီနေ့သခင်ယေရှုခရစ်တော်ကသူ့စီကိုစိတ်လုံးသားဆန္ဒအမှန်နဲ့လာတဲ့သူတိုင်းကိုဂရုဏာတော်နဲ့ကြိုးဆိုနေပါတယ်ခရစ်တော်အားဖြင့်အပြစ်ကလွတ်ခြင်းနဲ့ဖြောင့်မတ်တန်ရှင်းခြင်းကိုခံစားရဖို့ကိုရောအထံတော်ဘာကိုတာပြီးတော့တိုးဝင်လိုက်ပါသခင်ယေရှုခရစ်တော်ဘုရားသခင်ကကျွန်တော်တို့ကိုမေတ္တာဂရုဏာနဲ့ဖြောင့်မတ်တန်ရှင်းစင်ကြယ်စေခြင်းကိုပေးပါလိမ့်မယ်။ဂျာနာစင်ခြင်းကြတဲ့သူအားလုံးပေါ်မှာဘုရားသခင်ကအသက်တပံကောင်းချီးပေးပါစေ။အာမင်။ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်